jet လေယာဉ်ကိုတော့ B2 Spirit လို့ခေါ်တယ်အမီလုံးဝမပါဘဲနဲ့ကိုယ်ရယ်နဲ့အတောင်ပံနဲ့ပေါင်းဆက်ပြီးတော့ပြန်တန်းနေတဲ့ပုံဖြစ်တယ်ဒီဒီဇိုင်းက radar line တွေကိုပြန်လည်ဟန့်တားနိုင်ပြီးတော့လေခွင်းအားကိုကောင်းမွန်စေတယ်ပြီးတော့လောင်စာစားလဲတက်တာစေပါတယ်တဲ့ B2 ရဲ့အဓိကတာဝန်ကရန်သူ radar တွေမဖမ်းမိနိုင်အောင်ထိုးဖောက်ပြန်တန်းမှုပဲဖြစ်တယ် B2 ရဲ့ထူးခြားတဲ့ပုံသဏ္ဍာန်အထူးပြုလုပ်ထားတဲ့ radar စုပ်ယူနိုင်တဲ့ကိုယ်ရယ်တွေနဲ့အင်ဂျင်လေဝင်ပေါက်တွေကိုရင်မျက်နှာပြင်မှာဖုံးကွယ်ထားတာတွေကြောင့်ရေဒါမှတ်တမ်းကိုငှက်ကလေးတစ်ကောင်လောက်ပဲမြင်ရအောင်ရှော့ချပေးနိုင်ပါတယ်ဒီ B2 Spirit ဂျက်လေယာဉ်အမျိုးအစားကတစ်ဆက်တည်းလောင်စာမဖြည့်ပဲမိုင်6000လောက်ထိကိုပြန်တန်းနိုင်ပြီးတော့လောင်စာဖြည့်ရင်နဲ့တွဲတယ်ဆိုလို့ရှိရင်တော့ကမ္ဘာတဝန်းလုံးကိုရအောင်ပြန်တန်းနိုင်ပါတယ်ဘုံကန်အတွင်းမှာနျူကလ িয়ার ဘုံကိုလည်းတိုက်ရိုက်တင်ဆောင်နိုင်တယ်နောက်ပြီးတော့ကျန်တဲ့ဘုံပေါင်းမြောက်များစွာကိုလည်းပေါင်8000ကျော်ထိတင်ဆောင်နိုင်ပါတယ်ဒီ B2 Spirit ဂျက်လေယာဉ်တွေကိုအေးစစ်ပွဲကာလမှာဆိုဗီယက်ယူနီယံရဲ့နက်ရှိုင်းတဲ့ပြစ်မှတ်တွေကိုထိုးဖောက်ဖို့ဆိုပြီးတော့လျှို့ဝှက်စွာဒီဇိုင်းဆွဲခဲ့တာပဲဖြစ်ပါတယ်1989ခုနှစ်မှာပထမဆုံးပြန်တန်းခဲ့ပါတယ် B2 လေယာဉ်ဒဇင်းကြီးစီရဲ့တန်ဖိုးက2ဘီလီယံလောက်ကုန်ကြတာဖြစ်ပြီးတော့တကဘာလုံးမှာ22စီးပဲထုတ်နိုင်ခဲ့ပါတယ်ဒီ B2 Spirit ဂျက်လေယာဉ်ကနီးပညာအမြင့်ဆုံးတိုက်ခိုက်နိုင်မှုအကောင်းဆုံးလေပုံမှာပြန်တန်းမှုအကောင်းဆုံးဆိုတဲ့လေယာဉ်အမျိုးအစားဖြစ်တဲ့ B2 Spirit ဟာဆိုလို့ရှိရင်တော့ US Army ရဲ့အရေးပါတဲ့အခန်းကဏ္ဍတွေမှာပါဝင်ထားတယ်ဒီ B2 Spirit ထက်ပို့ပြီးတော့အဆင့်မြင့်တဲ့လေယာဉ်တစ်စီးလာတယ်ဒီလေယာဉ်ကိုတော့ Buffalo လဲ Cessna ခေါ်တယ်။သူ့ရဲ့နာမည်အရင်းကတော့ B52 Stratofortress လို့ခေါ်ပါတယ်။ B52 လို့ဘာလို့ခေါ်လဲဆိုရင်တော့1952ခုနှစ်မှာပထမဆုံးပြန်တန်းတဲ့လေယာဉ်မလို့ B52 လို့နာမည်တွင်သွားတယ်။ B52 လေယာဉ်အမျိုးအစားပေါင်း940ကျော်ထုတ်လုပ်ခဲ့ပြီးတော့ကမ္ဘာတက်တန်းအရှိဆုံးစစ်လေယာဉ်တွေကမှတစ်စီးဖြစ်ပါတယ်။စစ်မှုထမ်းကာလကတော့နှစ်ပေါင်း80ကျော်ခဲ့ပါပြီ။ B2 နဲ့ဆိုင်ရင်တော့အရွယ်အစားကတော်တော်လေးကြီးမားလာပါတယ်ဒီ B52 လေယာဉ်ကြီးကအတန်ထက်ပိုပြီးတော့မြန်တယ်အကွာအဝေးနေနေဆိုရင်မိုင်ပေါင်း6500လောက်ကိုအသာလေးပြန်တန်းနိုင်တယ်သူ့ရဲ့နောက်တစ်ခုထူးခြားချက်ကတော့လေထဲမှာပဲလောင်စာပြန်ဖြည့်လို့ရတဲ့အတွက်ကြောင့်မလို့နိုင်ပေါင်းများစွာဇက်တိုက်ဆိုသလိုပြန်တန်းနိုင်ပါတယ် B2 ထက်အစပေါင်းများစွာထုတ်လုပ်မှုဈေးနှုန်းချိုတာပြီးတော့ radar ဖမ်းယူနိုင်တဲ့စနစ်တော့ဒီမှာမပါလာပါဘူး။ပြင်နေရတာကတော့ B1, B2, B52 ပြန်တန်းနေတဲ့ပုံပဲဖြစ်ပါတယ်။ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ဒါကတော့အကျဉ်းချုပ်လေးပေါ့နော်။ဒီလောက်လေးပြောပြပေးတာဖြစ်ပါတယ်။ဆိုတော့ဘာလို့ဒီလို content မျိုးကိုရွေးချယ်ရတာလဲပေါ့နော်အစကတော့ဒီလိုမျိုးစိတ်ကူးစိတ်တမ်းမရှိပါဘူးမနေ့ကသတင်းတွေတက်လာတဲ့အခါမှာဖေဖေကနေပြီးတော့ဘယ်လိုလေးမျိုးရင်းနဲ့တိုက်ခိုက်တာလဲဆိုပြီးမေးလာတဲ့အတွက်ကြောင့်မလို့သူ့ကိုပြောပြရင်းနဲ့ပဲဒီလိုချက်လက်တွေကိုရှားပြစ်သွားတယ်ပေါ့နော်အဲ့ခါမှာသူတို့လည်းသိချင်ကြမှာပဲလေဆိုပြီးတော့လူငယ်တွေအတွက်ဆိုလို့ရှိရင်တော့ဒါကိုယ်ထဲမှာရိုက်ချလာရင်ဘာမှမခဲရင်းဘူးလေနော်လူကြီးတွေအတွက်ကကြတော့သူတို့ဖုန်းမသုံးတဲ့သူတွေတော့ဖုန်းကျွတ်တင်မသုံးတဲ့သူတွေမျိုးကြတော့ဒီလိုမျိုးလေးပြောပြပေးတာပါအဓိကကတော့မသိရတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ဘိုင်ဘိုင်